အားလုံးမင်္ဂလာပါလူတိုင်းမှာဒီလမ်းပြောက်တဲ့ခံစားချက်ဘာဆက်လို့ရမှန်းမသိဘူးကိုအသက်ရှင်နေရတာဘာကြောင့်မှမသိဘူးဆိုတဲ့အခြေအနေမျိုးလူတိုင်းကြုံခဲ့ဘူးမယ်ပေါ့နော်အဲ့လောက်ထိဆိုဆိုရွာမဟုတ်လို့ရှိရင်တော့မှပဲကိုကဘယ်နေရာမှာတော်မှန်းကိုဘာဆက်လို့ရမှန်းကိုဘယ်နေရာမှာအသုံးချမှန်းမသိဘူးကွာကိုနဲ့ရွယ်သူတွေနဲ့ရှင်လို့ရှိရင်ကိုကနောက်ကောက်ကျနေတယ်လို့ခံစားနေရတဲ့ခံစားချက်မျိုးလူတိုင်းတကွေ့ကွေ့မှာကြုံခဲ့ဘူးမယ်လို့ထင်နေရှင်ကျမလည်းဒီလွန်ခဲ့တဲ့2နှစ်လောက်ကပေါ့နော်အဲ့ခံစားချက်ကိုတော်တော်ခံစားခဲ့ရတယ်အဲ့ချိန်မှာကျမရဲ့အမေရဲ့တငယ်ချင်းရဲ့ဒီလပိုင်းပဲချပြီးတော့တပြိုင်နက်တည်းသူတို့ညောင်လုံးဆုံးသွားတဲ့အချိန်မှာရုတ်တရက်ပေါ့နော်ကိုဘာလို့အသက်ရှင်နေမှမသိတော့ဘူးငါလည်းတစ်ချိန်ကြာရင်တေမဲကိစ္စကြီးကိုငါဘာလို့အသက်ရှင်နေရမှာလဲဆိုတဲ့စိတ်ကဖြစ်ပြီးတော့ဒီလက်ရှိလုပ်နေတဲ့အရာတွေကိုလည်းဘာမှမလုပ်ချင်တော့ဘူးပြီးတော့အရင်ဖြစ်ချင်နေရဲဆိုတဲ့အရာတွေတခုမှမဖြစ်ချင်တော့ဘူးကိုဘာလို့လုပ်ချင်နေမှမသိဘူးပေါ့နော်အဲ့တော့နေ့တိုင်းကိုယ့်ရဲ့စိတ်ထဲမှာဟာတတာကြီးနဲ့ရှင်တန်နေရတာအဓိပ္ပာယ်မရှိသလိုဖြစ်နေတာပေါ့နော်ဖြစ်နေတာဒီအပြင်ပိုင်းရကြည့်ရင်တော့မသိတာဘူးလုံးเสียရှိရလုံးတယ်ဒါဘာဖြစ်လို့လဲဆိုစားဝတ်နေရရှိသေးတယ်ဆိုစားဝတ်နေတော့လုံးเสียရှိရလုံးနေပေမဲ့ကိုယ့်ရဲ့အတွင်းစိတ်မှာကမပျော်ရွှင်နေဘူးအဲ့လိုပေါ့နော်ကိုမေးကိုနေထုတ်တယ်ဒါပေမဲ့အဖြေမတွေ့ဘူးပေါ့နော်အဲ့တော့အဲ့မှာအဲ့လွန်ခဲ့တဲ့2နှစ်ကအဲ့လိုပေါ့နော်လမ်းပြောက်ပြီးတော့ဘာလို့လုပ်ရမှန်းမသိတဲ့အခြေအနေရနေပြီးတော့အခုဒီနေ့ပေါ့နော်ကိုဘာလို့ချင်မှန်းသိတယ်ကိုဘယ်ကိုသွားမှန်းသိတယ်ကိုယ့်ကိုယုံကြည်မှုတွေပိုတိုးလာတယ်ဆိုတဲ့အခြေအနေမျိုးရောက်အောင်ပေါ့နော်ဘယ်လိုလုပ်ခဲ့ရလဲအဲ့ဒီမှာအဓိကအဆင့်လေးတစ်ခုပေါ့နော်အဲ့ဒါလေးကိုဒီမှာပြပြပေးချင်တာပဲဖြစ်ပါတယ်ကျွန်မအဲ့တောက်လျှောက်ပေါ့နော်ဘာလို့လုပ်ရမှန်းမသိတဲ့အချိန်မှာပထမဦးဆုံးဒီဆုံးကာစားပေါ့နော်မိဘတွေရောတကယ်ကျွန်တော်ဆုံးကာစားမှာcounseling နေဇာတ်တိုက်ဝင်ရတာပေါ့နော်ဒီကိုဒီဆုံးသွားတဲ့လူတွေပေါ်မှာတာဝန်မကျေဘူးဆိုတဲ့အပြစ်ရှိနေတဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်တွေကဇာတ်တိုက်ဖြစ်ပြီးတော့ကိုပေါ့နော်ကိုအသက်ရှင်နေရတာအပြစ်ရှိတယ်လို့ခံစားနေရတယ်ကိုကောင်းတာစားနေရဆိုလည်းအပြစ်ရှိနေတယ်လို့ခံစားနေရတယ်အလုပ်ကိုစူးစမ်းနေရဆိုလို့ရှိရင်လည်းအပြစ်ရှိတယ်လို့ခံစားနေရတယ်အဲ့စိတ်ကိုဇာတ်တိုက်ပေါ့နော်အဲ့တော့ counseling ယူပြီးတော့အဲ့စိတ်ကိုဇာတ်တိုက်ဖြတ်သွားတယ်အကယ်၍သူတို့ဒါကိုကြည်နေတယ်ဆိုလို့ရှိရင်သူတို့ကကိုအခုလိုဖြစ်နေတာကိုသူတို့ကဘယ်လိုပြောမလဲပေါ့နော်ဝမ်းသာနေမလားဒါမှမဟုတ်ရင်နင်အဲ့လိုနေလို့မရဘူးတေချာစူးစမ်းဖို့ပြောမလားဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးဒါ counseling method တွေနဲ့ကိုစူးစမ်းရတယ်အဲ့တော့အဲ့မှာကျမဒီ counseling နေဇာတ်တိုက်ဝင်တဲ့အချိန်မှာကျမရဲ့ဝမ်းနဲ့ပူဆွေးမှုကအတိုင်းအတာတစ်ခုအထိရော့ကျသွားတယ်ဒါပေမဲ့ဘာဆက်ဖြစ်လဲဆိုတဲ့အခါကျတော့ဘာလို့မှမသိတော့ဘူးဖြစ်သွားတယ်အရင်ကလှုပ်ချင်နေရဆိုတဲ့အရာတွေကလည်းစိတ်ထဲမှာအဓိပ္ပာယ်မရှိတော့ဘူးဆိုတဲ့ခံစားချက်ဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာအဲ့လိုပဲပေါ့နော်စာရီလည်းဖတ်တယ်တရားရီလည်းနားတယ်ဒါပေမဲ့မတွေ့ဘူးကိုတရက်လဲကြာရောကျမတငယ်ချင်းတယောက်ကသူက coaching ကိုလုပ်နေရပါတော့လုပ်တဲ့အချိန်မှာသူက free coaching ပေးရ free coaching ပေးရဲ့အချိန်မှာကျမအဲ့ free coaching ကိုသူ့စီကနေအကူအညီယူပြီးတော့ကျမသူနဲ့ free coaching တစ်ချိန်ယူလိုက်တာပေါ့နော်ယူလိုက်တဲ့အချိန်မှာစကားပြောတဲ့အချိန်မှာကျမအဲ့ free coaching session ကနေပြီးတော့ coaching ပညာရပ်ကိုကျမသဘောကျပါတယ်coaching ပညာရဲဆိုတာကကြတော့ဒီပြင်ပ information တွေကိုပေးတာမဟုတ်ဘူးကိုအတွင်းမှာရှိတဲ့အရာတွေကိုပဲမေးခွန်းနေနဲ့ကိုနှိုက်ထုတ်ပေးတာပေါ့နော်အဲ့တော့ coaching ကိုကျွန်မသဘောကျသွားတယ်ကြာသွားတဲ့အချိန်မှာအဲ့မှာပဲတိုက်ဆိုင်ပေါ့နော်သူနဲ့ coaching ယူပြီးရဲ့အချိန်မှာပဲဆရာအောင်ထက်ကန်းကနေပြီးတော့ဒီသင်တန်းတစ်ခုပေါ့နော်seminar တစ်ခုလုပ်ပေးတယ်အဲ့ seminar မှာကျွန်မသွားတက်လိုက်တယ်ပေါ့နော်တက်လိုက်တဲ့အချိန်မှာဒီ seminar ကပြောတဲ့အချက်လက်တွေကလည်းကျွန်မတို့အထောက်အကူပြုပြီးတော့ဒီပွဲမှာ तू ကဒီ seminar ပြီးရနဲ့ဒီအရှိမသင်တန်းတက်ခဲ့တဲ့ coach တွေကို तू ပေါ့နော်စုတွေပေးတာမျိုးရှိရပေါ့နော်အဲ့တော့အဲ့ coaching ပညာရဲ့မှာသူတို့အဓိက coach ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုသူများကိုကူညီခြင်းလို့ तू တော်တော်များများပေါ့နော် coach တော်တော်များများရဲ့လမ်းကြောင်းကိုကြည့်လိုက်မယ်ဆိုရင်ကိုရိုင်းကဒီဒုက္ခတွေကိုကြုံခဲ့ရတယ်အဲ့ဒုက္ခတွေကိုကိုချင်းနဲ့ကိုရိုင်းဖြေဖြောက်တဲ့အတွက်အဲ့ပညာရဲ့ကိုပြန်တင်ပြီးသူများကိုကူညီချင်တာမျိုးများတယ်ပေါ့နော်အဲ့ခါကျတော့ကျမဟုတ်ပြီငါလည်းဘာမှလုပ်စရာမရှိရင်ဒီပညာရဲ့ကိုလေ့လာကြည့်မယ်လေ့လာမယ်ဆိုအဲ့ချိန်မှာတော့သူများကိုကူညီမယ်ဒီဘာတွေကြောက်တော့မဟုတ်ဘူးကိုပြန်ကူညီချင်တာကိုဘာဖြစ်လို့ဖြစ်ချင်နေမှမသိဘူးပေါ့နော်အဲ့ခါကျတော့ကျမကဒီ MPSC ကဖွင့်တဲ့coaching level 1ကိုစပြီးတော့တက်လိုက်တယ်ပေါ့နော်တက်လိုက်တဲ့အချိန်မှာအမှန်တိုင်းပြောရင်ကျမအဲ့မှာ discussion တွေဆွေးနွေးနေတာတွေအဲ့ဟာတွေအထီကိုလေဘာလို့လုပ်ချင်မှန်းကိုမသိဘူးဒီself coaching method နဲ့အဲ့လိုပေါ့နော်ကျမတို့ဘာဖြစ်ချင်လဲဆိုတဲ့ဟာတွေသင်တဲ့အချိန်မှာလေသူများတွေကတော့ဘ ᱹ ကူညီခြင်းနဲ့လူတွေကိုကူညီခြင်းနဲ့လို့ပြောတဲ့အချိန်မှာတော့ကျမစိတ်ထဲမှာဘာလို့ကူညီရမှာလဲငါလည်းတစ်ချိန်ကျရင်သိမှာပဲဆိုတဲ့စိတ်ကအမြဲဖြစ်နေရပါတော့ဖြစ်နေတဲ့အခါကျတော့ဒါပေမဲ့
အဲ့မှာတင်တန်းမှာတပတ်ပြီးတပတ်မှာအဲ့တင်ကြားတဲ့နီးစနစ်တွေကလေအဓိကကကိုတီးဖို့ကိုဘာဖြစ်နေလဲဆိုတာတီးဖို့ရယ်ပြီးတော့လူတွေရဲ့အသွေးခေါ်တွေအပြုတ်မှုတွေကဘာကြောင့်ဖြစ်လာလဲဆိုတဲ့ပေါ့နော်အကြောင်းအရာတွေကတဖြည်းဖြည်းနဲ့တိလာတဲ့အချိန်မှာကိုလည်းခွင့်လွှတ်နိုင်လာတယ်သူများတွေကလည်းဘာကြောင့်ဒီလိုပြုတ်မှုလဲဆိုတာကိုသိပြီးတော့ကျမရဲ့ဆက်ဆံရေးတွေရောကျမကိုယ်တိုင်ခံယူချက်တွေအသွေးခေါ်တွေကပါပြောင်းသွားတယ်အဲ့ဒါကဘယ်သူမှလောက်ယူတာမဟုတ်ဘူးเนาะဒီနေ့တိုင်းသင်ခန်းစာတွေကိုနားထောင်ရင်းနဲ့ကိုကျမပြောင်းလဲလာတာပေါ့เนาะပြောင်းလဲလာရင်အဲ့တော့သင်နေတဲ့အချိန်မှာမတိတာပဲအဲ့သင်တန်းပြီးတော့တစ်နှစ်အခုဒါတစ်နှစ်နီးပါးလောက်ပြည့်တော့မယ်ပေါ့เนาะတစ်နှစ်နီးပါးလောက်ပြည့်တဲ့အချိန်မှာကျမရဲ့လှုပ်ဆောင်မှုတွေအတွေးခေါ်တွေသွားကျင်တဲ့ပန်းထိုင်တွေကတိတိတတ်တာကိုထင်ထင်ရှားရှားဖြစ်လာပြီးတော့ကိုလုံနေတဲ့အလုပ်တွေကိုကိုယ့်အကိုအထိပ္ပယ်ရှိသလိုခံစားလာရတယ်ပေါ့နော်ဒါကကျမရဲ့တကယ်ကိုတွေးတကယ်အဲ့လိုခံစားလာလို့ပြောတာပေါ့နော်အဲ့တော့ကျမကိုယ်တိုင်အဲ့လိုခံစားလာတယောက်တည်းခံစားလာလားဆိုတော့လည်းမဟုတ်ဘူးတကယ်ချင်းနေနဲ့တွေ့တဲ့အချိန်မှာလွန်ခဲ့တဲ့နှစ်တွေနဲ့ကျမရဲ့အသွေးခေါ်တွေအပြုတ်မှုတွေဆက်ဆံပုံတွေစူးစမ်းပုံတွေကပါပြောင်းလဲလာတယ်ဆိုပြီးတော့သူတို့ကိုယ်တိုင်လည်းပြောတယ်ပေါ့နော်အဲ့တော့အဲ့ဟာကိုကျမကနောက်ကိုပြန်ကြည့်လိုက်တယ်ငါဘာကြောင့်ပြောင်းလဲလာတယ်ဆိုတဲ့အချိန်မှာဒီသင်တန်းတွေတက်ခဲ့တယ်ပြီးတော့ဒီ community တွေကို MySpire community တွေကိုဝင်ခဲ့တယ်ဒီတွေကသူတွေကလည်းအပြန်လန် support အမြဲပေးပြီးတော့ကိုတခုခုလိုအပ်တယ်ဆိုရင်အမြဲအကူအညီတောင်းလို့ရတဲ့ community တစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်ပြောင်းလဲလို့ရတယ်ဆိုတော့ကျွန်မသိသွားတယ်အဲ့တော့ကျွန်မဒီ video မှာအဓိကပြောပြချင်တာကကျွန်မဒီလိုတွေပြောင်းလဲဖို့အတွက်ဒီလိုသင်ယူလေ့လာမှုတွေလုပ်ခဲ့တယ်အဲ့တော့အခု MySpire community ကနေပြီးတော့ level 1ကိုစဖွင့်နေပြီအဲ့တော့ coaching ပညာရပ်ဆိုတာလူတွေကcoach လို့ပြောလိုက်တယ်ဆိုလို့ရှင်ကိုအင်ကြီးဝေပြီးတော့ bla 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 ဆရာကြီးတွေဖြစ်သွားပြီလားဆရာမကြီးတွေဖြစ်သွားပြီလားပေါ့နော်အဲ့တော့ကျမဆိုလဲဒီ coaching ကိုစလုပ်တယ်လို့ပြောတဲ့အချိန်မှာအမလီ coach ဆရာမကြီးလို့ပြောကြတယ်ကွာအဲ့ဒါမှပြောချင်တာကကျမတို့ coaching ကိုတင်တယ်ဆိုတော့သူများဟောဆရာကြီးလုပ်ဖို့မဟုတ်ဘူးပထမဆုံးကိုကူညီဖို့ကိုလမ်းပြောင်းနေတာတွေကိုဘာမှမသိနေတဲ့အရာတွေကိုထင်ထင်ရှားရှားဖြစ်ဖို့ကိုယ်တိုင်ထင်ရှားသွားတဲ့အချိန်မှာဒုတိယအနေနဲ့သူများကိုကူညီတာမျိုးကိုဆက်ပြီးတော့လုပ်တာပေါ့နော်အဲ့တော့အကယ်၍ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာကျမပထမဆုံးရှေ့မှာပြောရတဲ့ခန်းစားချက်တွေလမ်းပြောင်းနေတယ်ဘာလို့မှမသိဘူးနေရာတစ်ခုမှာပဲပိတ်မိနေတယ်လို့ခန်းစားရတယ်နောက်တစ်နေရာကိုဆက်ပြီးတော့မတက်တော့ဘူးလို့ခန်းစားနေရတယ်လို့ခန်းစားနေရတဲ့မိတ်ဆွေတွေရှိရဆိုလို့ရှိရင် MySpire page ကိုတွားကြည့်ပြီးတော့ဒီ level 1ပေါ့နော်အဲ့ level 1စဖွင့်တော့မယ်အဲ့ဒါကိုဖတ်ကြည့်ပါစိတ်ဝင်စားရင် join ဖို့ 100% recommend ပေးပါတယ်ဒါကျမကိုယ်တိုင်ပြောင်းလဲလာတဲ့သင်တန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပါအဲ့တော့ကျမဒီ post ရဲ့အောက်မှာဒီသင်တန်းကိုတွားလေ့လာဖို့ link လဲချပေးပါမယ်သင်တန်း add တဲ့အခါကျလို့ရှိရင်လည်းဒီကျမဗီဒီယိုကနေတိကျအောင်ကုတ်လေးထည့်ပြီးတော့အပ်လို့ရပါတယ်အခုတိကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပေါ့နော်ဒီကိုဖြစ်ချင်တဲ့ဘဝကိုတေချာသိပြီးတော့နေ့စဉ်အသက်ရှင်တဲ့အခြေအနေမှာကိုလုံးနေတဲ့အရာတွေကိုအဓိပ္ပာယ်ရှိရှိနဲ့ဖြတ်သန်းနိုင်မှုအတွက်စုမုံကောင်းတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်